time ချက်ကလေးဖြစ်ကြတဲ့ Swash နဲ့ Hiyori တို့ဟာထူးဆန်းတဲ့စာသားမှုတစ်ခုလုံးနေကြပါတယ်။ Hiyori ဟာမှန်ချက်တစ်ခုထပ်ခါတည်းရက်ခွဲနေပြီးတော့သူကစားပေးတဲ့တဲ့ရင်အချိန်တစ်ထောင်မှတစ်ချိန်လောက်မှန်ကွဲသွားတဲ့အခါမှန်ကပါနဲ့ခဏတာဆက်တော်မှုညနိုင်လို့ဆိုပါတယ်။တကယ်လည်းပဲမှန်ကွဲစားရတဲ့မှာထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာခဲ့ပါတယ်။ Hiyori ဟာအဲ့လူကို Ruka Watch နဲ့စာချုပ်ခွဲလိုက်တဲ့အခါမှာတော့နာသာ Ruka ဆိုတဲ့တောက်ဆရာကောင်းတဲ့ရန်သူတစ်ယောက်ကလောကရောက်ရှိလာပါတော့တယ်။ဆိုကိုနဲ့ GS တို့ဟာနာသာအာယုကာကိုချင်းချင်းသွားတာစီးပေမဲ့အချိန်နဲ့မကောင်းပါဘူး။နာသာအာယုကာရဲ့အဓိကစွမ်းရည်ကတခါတည်းမှအတက်တိုင်းကိုမှန်လိုမျိုးပြန်ကန်ထွက်စီတာဖြစ်တာမို့လို့ GS က drive ပုံစံပြမျိုးတိုက်ရင်တော့ဘာမှမတက်နိုင်ပဲညှောက်တော့လဲလဲပြဖြစ်ခဲ့ရပါတယ်။ဆိုင်အောင်ပြန်တဲ့အခါမှာတော့စကူယိုမီကဒီအပတ်ပဲ another rider လွတ်သွားတာ90ရှိပြီဖြစ်ကြောင်းနဲ့အိုမာတဲ့ကနီးလာပြီဖြစ်တာကြောင့် time ချက်ကတွေကပိုပြီးအားဆက်လာကိုရတဲ့သုံးသပ်ပါတယ်။ဆိုကိုကအိုမာတဲ့ဆိုတာဘာလဲလို့မေးတော့ GS ကရှင်းပြပါတယ်။အဲ့ဒီနေ့ဟာဆိုကိုကအိုမာစီကိုဖြစ်ပြောင်းလဲပြီးတော့ကမ္ဘာဖျက်ဆီးမှတ်နေဒါမှမဟုတ်အဖြူအောင်ဝစ်ပြောသလိုပဲ GS ကပဲဆိုကိုအနိုင်မနဲ့ဆိုပြီးကွဲပြားနေပါတယ်။အဲ့နောက်သူတို့ဟာအနာသာအာယုကရဲ့တားကောင်ဖြစ်ခဲ့ရတဲ့လူလိုက်ဆောင်ကြရတယ်နဲ့သူတို့အားလုံးဟာအရင်တုန်းက Original ဆိုတဲ့သတင်းဌာနကို follow လုပ်ထားတဲ့သူဆိုသိလိုက်ရပါတယ်။ဒီလိုနဲ့ Original ရဲ့ editor ဟာ Okubo နဲ့တွေ့ဆုံပြီးနောက်နံပါတ်ကြီးသတင်းတော်ဟောင်း Kiro Shinji မူရဲ့အာယုကီကိုရှာဖို့တွေ့ရှိခဲ့ပါတယ်။ Shinji ရဲ့ခန်းထဲမှာတော့သတင်းမောက်တွေမှန်နေအားလုံးကိုသတင်းစာနဲ့တခြားကားထားပြီးတော့ Shinji ကိုယ်တိုင်ကလည်းမိကုန်းငွေကြားမှာမိမျောနေအောင်တွေ့လိုက်ရပါတယ်။ Shinji သတိရလာတဲ့အခါမှာတော့သတင်းမောက်တွေကိုမခွင့်ဖို့သူလာလိုက်မယ်လို့သတိပေးပါတယ်။ဆိုကူယိုမီရဲ့ရှာဖို့တွေ့ရှိမှုအရအနာသာအာယုကဟာမှန်တဲ့ရောင်မဲ့ဟတ်တဲ့ဘယ်ရဝတ္ထုကနေမဆိုဝင်ထွက်သွားလာနိုင်ပြီးတိုက်ခိုက်မှုတိုင်းကိုပြန်ကန်ထုတ်နိုင်တဲ့အတွက်အနိုင်ဖို့နီးလမ်းမရှိလောက်ဖြစ်နေပါတယ်။ GS ကတော့နီးလမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့အနာသာအာယုကအထက်ကိုပြန်ကန်မထုတ်ခင်အချိန်မှလေးတွင်းမှာပြည့်ချင်မှုပါပဲ။ဒါပေမဲ့ဒီနီးလမ်းဟာကိုယ့်ရဲ့ finish အတက်ပြန်ကန်ထွက်လာပြီးတော့ကိုယ်တိုင်ကဆုံးမနိုင်တဲ့အသေးခံတိုက်ပွဲဖြစ်နေပါတယ်။ဆိုကိုကဒေါင်ရိပ်ပြီးတော့စိတ်ပူနေပါတယ်။နောက်တစ်နေ့မနက်မှာတော့ဆိုကိုတယောက်ထဲကြံခဲ့ချိန် Black Woods ရောက်လာပြီးတော့အနာသာ rider ဟာတကယ်တော့ Meta Wall ကတတော်ဝါထကြောင်ပြပြပါတယ်။ Black Woods ကဆိုကိုအိုမာစီကိုစားရပါတဲ့ watch ကိုပေးပြီးသုံးဆက်ဖို့တိုက်တွန်းပေမဲ့ဆိုကိုကတွေ့ဝင်နေသေးပါ။တစ်ဖက်မှာတော့ GS က Shiro Woods ကိုဆက်သွယ်ပြီးတော့အနာသာအာယုကိုနိုင်မဲ့နီးလမ်းပေးပါတယ်။ Shiro Woods ကတော့ရဲဆက်ပါပဲ။အနာသာ rider ကိုနိုင်ချင်ရင်မူရင်းလူဖြစ်တဲ့ Kiro Shinji ကိုတပ်ပလိုက်ရင်ပြီးပြီလို့ကြံပေးပြီးတော့ Shinji ကိုကိုယ်တိုင်တပ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ GS ကတော့အပြစ်မဲ့သူတယောက်ကိုအသေးမခံနိုင်ဘူးဆိုပြီးတော့ Shiro Woods ကိုပြန်တားဆီးလက်ခိုက်ကြပါတယ်။အဲဒီအချိန်မှာ Shinji ဟာမှတ်ချက်တစ်ခုတည်းကနေသူ့ရဲ့ပုံရိပ်ကိုမြင်လိုက်ရပြီးအနာသာအာယုကပေါ်လာပါတယ်။ Hiyori ရဲ့ရှင်းပြချက်အရဒီအနာသာအာယုကတဆုံသွားပြီဖြစ်တဲ့ Meta Wall က Shinji ရဲ့ပုံရိပ်ဖြစ်နေလို့အတိတ်ကိုသွားပြီးတော့ Watch Fan ကခက်စီလို့လည်းမရ။လက်ရှိချိန်မှာလည်းရှုံးလိုက်မရှိဖြစ်နေတာပေါ့။တိုက်ပွဲစင်တွေကအရန်ဆိုးရလာပါတယ်။ GS ကသူ့အသက်ကိုရင်းပြီးတော့ finisher သုံးဖို့လုပ်တဲ့အခါဆိုကိုရောက်လာပြီးတော့တားဆီးလိုက်ပါတယ်။ဆိုကိုကသူ့တငယ်ချင်းကိုအသိမခံနိုင်ပါဘူး။ဆိုကိုဟာ Oma Watch ကိုထုတ်သုံးဖို့ကြိုးစားပေမဲ့မအောင်မြင်မဲ့အနာသာအာယုကနဲ့တူမှန်ကပါတော့ပါသွားပါတယ်။မှန်ကပါထဲမှာတော့ဆိုကိုဟာသူ့ရဲ့ပုံရိပ်ဖြစ်တဲ့ Meta ဆိုကိုနဲ့တွေ့ဆုံပါတယ်။ Meta ဆိုကိုကမင်းကတိတ်သဘောကောင်းကြအောင်ဆောင်ရွက်ပေမဲ့တကယ်တော့ Oma စီကိုဖြစ်နေရမှာဆိုတော့ဆက်လက်စစ်စင်ရေးလုပ်ပါတယ်။အပြင်လောကမှာတော့ White Woods က GS ကိုရှင်းကြည့်တဲ့ဝေးရစီခေါ်လို့သွားပြီးအနာသာအာယုကတက်ခိုက်ပေမဲ့သူလည်းမနိုင်ပါဘူး။ဆိုကိုပြန်ရောက်လာပြီးရှင်းကြီးကိုမင်းမြတ်တဲ့အခါရှင်းကြီးကဒီကိစ္စဟာသူ့ရဲ့စိတ်တွေကမကျဉ်းတဲ့ချက်တွေကြောင့်ဖြစ်လာတာမို့လို့သူ့မှာလည်းတာဝန်ရှိကြောင်းဝန်ခံပါတယ်။သူ့ရဲ့မှောင်မိုင်းတဲ့အချမ်းကိုလက်မခံချင်ပေမဲ့ညှင်းပယ်လို့မရကြောင်းနားလည်သွားပါတယ်။ဒီအချက်ကဆိုကိုအတိတရားရသွားစေပါတယ်။ဆိုကိုဟာမှန်ကပါတဲ့ကမေလာဆိုကိုရင်ဆိုင်ပြီးတော့ငါမှအလင်းမှတ်ချမ်းရောအမှားမချရှိရဲအဲ့ဒါငါပဲငါကအနာဂတ်မှာအိုမာစီကိုဖြစ်လာမှကြောက်ပေမဲ့ငါရဲ့နာဂတ်ကငါလောင်းသေးထက်မယ်ဆိုပြီးတော့သူ့ရဲ့မှောင်မိုင်းတဲ့အချမ်းကိုလက်ခံလိုက်ပါတယ်။ဒီအခါမှာတော့မေလာဆိုကိုကရွှေအောင်စီကို watch ကိုပေးရလိုက်ပါတယ်။ဒါပေမဲ့အချိန်တွေကနောက်ကျလို့နေပါပဲ။ GS ဟာအနာသာအာယုကိုနိုင်ဖို့အတွက် time breath finisher သုံးလိုက်ပြီးတော့စူကိုယိုမျိုးအဟစ်တားဆင်းရဲစားကပဲ GS တက်ခတ်လိုက်ပေမဲ့အနာသာအာယုကအထက်ကိုပြန်ကန်ထုတ်လိုက်တာကြောင့် GS ကပြင်းထန်သွားတဲ့ရပြီးတော့စူကိုယိုမျိုးရင်ဝင်ထဲမှာပဲပွဲချင်းပြီးတည်ဆုံးသွားခဲ့ရပါတယ်။တငယ်ချင်းတည်ဆုံးသွားမှုကိုမြင်လိုက်ရတဲ့ဆိုကိုဟာဒေါသထွက်သွားပြီးသူ့ရဲ့ watch အသစ်နှစ်ကိုပေါင်းဆက်လိုက်ပါတယ်။အဲဒီခါမှာတော့အန်အော့စာကောင်းလာအောင်ပဲအချိန်တွေကနောက်ပြန်လဲသွားပြီးတော့ GS မတည်ဆုံးဝင်ချင်းတွေကိုပြောင်းသွားပါတော့တယ်။ဒါဟာအိုမာစီရဲ့စွမ်းအားပါပဲ။ဆိုကိုဟာအတိတ်အနာဂတ်အလင်းနဲ့အမောင်အလုံးကိုလက်ခံပြီး Kamen Rider 02ဖြစ်အသွင်ပြောင်းလိုက်ပါတယ်။ 02ရဲ့စွမ်းအားကတော့ပြန်မဲ့မရှိပါဘူး။သူကရန်သူရဲ့လှစားမှုတွေကိုကြိုးမြင်နိုင်တယ်လို့အနာသာအာယုက reflection စွမ်းရည်ကိုချိုးပြနိုင်တဲ့ Psycho Generator နဲ့ပြတ်သက်ချင်းမလိုက်ပါတယ်။နောက်ဆုံးမှာတော့အနာသာအာယုကနိုင်နေခဲ့ပြီးတော့ရှင်းကြည်လည်းသူ့ရဲ့ပုံရိပ်ကိုပြန်လည်ရရှိသွားပါတယ်။ရှင်းကြည်ဟာသူ့ရဲ့အတိတ်ကိုလက်ခံပြီးတော့ရှစ်ဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ GS နဲ့စူကိုယိုမျိုးတို့ကစိတ်မသက်သာဖြစ်နေကြပါတယ်။ဆိုကိုသုံးလိုက်တဲ့စွမ်းအားဟာအိုမာစီရဲ့စွမ်းအားအစစ်ဖြစ်နေပြီးဆိုကိုဟာတပြိပိနဲ့ကဘာဖြတ်မဲ့ဘရင်ဆိုးကြီးဖြစ်လာဖို့ခြေတန်းဆက်လိုက်ပြီးလို့သူတို့ခံစားနေကြရလို့ပါ။